လူတွေပြောကြတယ်စူးစမ်းရင်အရာရာအကုန်လုံးဖြစ်နိုင်ကြတဲ့တကယ်ရောဟုတ်ရဲ့လားတကယ်ရောစူးစမ်းတိုင်းအောင်မြင်ကြရဲ့လားကျွန်တော်မိကုန်းတစ်ခုမေးမယ်မှန်ပရင်းဘတ်ကိုတိုးထွက်ဖို့စူးစမ်းနေတဲ့ရင်ကောင်းတစ်ကောင်ကိုမြင်ဘူးလားသူမစူးစမ်းဘူးလားအရန်စူးစမ်းတာဗောသူ့ခွန်အားရှိသမျှအကုန်သုံးပြီးမှန်လို့အတင်းတိုးနေတာဒါပေမဲ့သူပင်ရောက်သွားလားမရောက်ဘူးဗျာအမောဆိုပြီးတည်သွားတာပဲရှိတယ်ဘာလို့လဲဆိုတော့သူနေရာမှားနေလို့ပဲဘေးနားကတကားပေါက်လေးပွင့်နေတာကို तू မမြင်ဘူးခေါင်းမာမာနဲ့ရှေ့ကူပဲတိုးနေတော့ပင်မန်းယုံပဲအဖတ်တင်တာပေါ့ကျွန်တော်တို့လူငယ်တွေလည်းဒီလိုပါပဲကိုမကျွမ်းကျင်တဲ့နေရာခစ်နဲ့မကင်ညီတော့တဲ့လမ်းကြောင်းတော်မှာအသေးအလဲကြိုးစားနေရင်ပင်မန်းပြီးဆင်းရဲတာပဲအဖတ်တင်ပါလိမ့်မယ် conclusion hard work ကြိုးစားမှုတစ်ခုတည်းနဲ့မလုံလောက်ပါဘူး smart work ဉာဏ်နဲ့ရှင်နဲ့ကြိုးစားမှုလိုပါတယ်ခမည်းကြိုးစားနေတာတိတ်မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာလားနေခမည်းရဲ့အားသာချက်နဲ့ကိုင်ညီတဲ့နေရာမှာလား outro အဖြေကမဟုတ်ဘူးဆိုရင်တော့အခုပဲရက်တံပြီးလမ်းကြောင်းပလောင်းလိုက်ပါနေရာမှန်ကိုရွေးချယ်ပြီးမှကြိုးစားတာကအောင်မြင်မှုရဲ့တော့ချက်ပါပဲအားလုံးပဲနေရာမှန်ကိုရှာတွေ့နိုင်ကြပါစေဗျာ